Hello ဒီနေ့မှာတော့ချစ်စစ်တို့ရေးဆရာကျွန်နဲ့အတူပေါ့နော်ရှန်ဟိုင်းမှာရှိတဲ့ Voyage Factory Car Showroom ကိုတည်တည်ချာချာသွားလေ့လာခဲ့တာလေးတွေကိုဗဟုသုတအနေနဲ့တင်ဆက်ပေးလိုက်ပါရရှင်အားလုံးပဲကြည့်ရှုပေးပါအောင်နော်ချစ်စစ်တို့နဲ့အတူတူ Okay, let's go to the Voyage Factory ကဲအခုဆိုရင်ဒါချစ်စစ်တို့တွေ Voyage Car Showroom ကိုစပြီးတော့ထွက်ခွာပါပြီသူတို့ရှန်ဟိုင်းကနေစီစဉ်ပေးထားတဲ့ Voyage Car ကြီးနဲ့ပေါ့နော်သွားပါပြီအားလုံးပဲလိုက်ကြည့်ပေးကြပါ ပါပြီတက်တာလိုက်ခဲ့ကြပါကျွန်တော်တို့လိုက်ခဲ့ကြပါ အခုဒါ Voyage Car Showroom Voyage Car နဲ့ပဲသွားနေတာပေါ့နော်ဒါသူတို့စက်ရုံကိုရောက်ပါပြီအရှမ်းမိုက်တဲ့အကြီးပဲ ဝါအကြီးပဲနော်စက်ရုံကြီးကကားစက်ရုံကြီးအကြီးပဲ အခုဒါသူတို့ရဲ့ Voyage ကတောင်းရှိတဲ့သူတွေအကုန်ကြိုးဆိုကြတယ်ကျွတ်စစ်တို့ကိုအထက်ကစက်ရုံထဲမှာနားကြီးမှာဆိုလို့သူတို့နှစ်ချက်တယောက်တစ်ခုစီပေးတယ်ပေါ့နော်ဒီ Voyage ကရဲ့အကုန်လုံးကိုသူကတစ်ခုချင်းပြတော့ဒါအစစ်စစ်လောက်သွားတာပါတဲ့ဒါကိုတကယ်ကိုအတွေ့အကြုံတွေလည်းအများကြီးရတယ်ဘ ഹു တုတတွေလည်းအများကြီးအစစ်စစ်ဖြစ်သွားတဲ့ပုံပေါ့နော်အဲ့တော့ Voyage Company ကိုအခုလိုစီစဉ်ပေးရတဲ့အတွက်တကယ်ကျေးဇူးအများကြီးတင်ပါတယ်အခုဒါကျွတ်စကားလေးဘယ်လောက်ထိခိုင်ခန့်လဲဆိုတော့ပြနေတွေ့လားဘယ်လောက်တိုက်အားပြင်းလာတာမှလူအသက်အန္တရာယ်မရှိဘူးပေါ့နော်ဒီမှာဒီလိုခြေသွားလဲဒီထဲမှာလူအသက်အန္တရာယ်မရှိဘူးဆိုတာပြတယ်ကားတစ်စီးနဲ့တိုက်တာတော့မှဒီ Voyage ကဘာမှဖြစ်မသွားဘူးပေါ့နော်ကိုယ်တွေကလည်းအရန်ကို free stretching flying ဒီ concept ကိုသူကလောက်ထားတာနော် free stretching flying ဆိုပြီးတော့ concept နဲ့လောက်ထားပါတယ်ဒါက Voyage ကားကိုတီထွင်တဲ့စက်ကရိယာတွေပေါ့နော်သူကလူတွေကမယံမနာနဲ့လောက်ရတာတွေမဟုတ်ဘူးစိုက်ရုပ်တင်နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက်သူ့ဘာသာသူအော်တိုသွားနေတာပေါ့နော်အစင်အဲ့ဒါမှလူတွေကနည်းနည်းလေးလိုက်ပြီးမွမ်းမံပေးတာပေါ့နော်အဲ့လိုပုံစံလေးတွေပါအရန်ထူးဆန်းတာတွေတွေ့ရပါတယ်เนาะသူတို့ကတနေ့ကိုကားအစီး940ကို day shift night shift နဲ့ run တာเนาะအခုဆိုရင်လူတွေကဆိုရင်စက်ရုပ်တယ်လားစက်ကလည်းချွေနေတာပေါ့เนาะအဲ့ဒါတွေကိုအဆက်မပြတ်ကိုလောကနားလို့မရအောင်အဲ့မှာ900စားမယ်ဆေးလိပ်တောက်မယ်ဆိုတာဒီdata လောက်ခွင့်မရှိဘူးเนาะဒီ data လောက်တာနဲ့ဒုက္ခတွေများမယ်ဘာလို့ဆိုကားကြီးကရိုးရနေတာသူကဒီနေရာကနေကိုဟိုဘက်ကိုစီးသွားတိုက်မယ်ဆိုတာနဲ့တော့မှဘယ်လိုမှလုပ်လို့မရဘူးတဲ့မှာအဲ့တော့ဘယ်လောက်ထိတော့သူတို့ကြိုးစားလုပ်ထားတယ်နော်ဒီစက်ပစ္စည်းတွေဆိုလဲတကယ် manual ပေါ့နော် automatic တွေရော manual တွေနဲ့စစ်တာတွေခေတ်ပီစမ်းသစ်တဲ့စက်ရုံကြီးပါနော်အခုကျွန်တော်ကားတွေကိုသွားကြည့်လို့ရပါပြီထူးဆန်းတာတစ်ခုက Voyage ကားရဲ့မှာအသုံးပြုတဲ့ battery အပြားလိုက်ကြည့်လို့ရည်စိမ်ကြတာသူတို့ battery ကဘယ်လောက်ထိကောင်းလဲဆိုရင်ဒီမှာရေထဲနှစ်ထားတဲ့ပြင်ဒီမှာလည်း charging လုပ်နေတယ်ပေါ့နော်ချို့ကျွန်တော်တို့ test drive video တွေမှာရေထဲဖြတ်ပြတာတွေရေဘယ်လောက်နှစ်တဲသွားတဲ့ဟာတွေပါပြရဆိုတော့တော်တော်ကြီးကိုဒါတကယ်ကောင်းတဲ့ကားတွေပေါ့နော်ဟောကျဒါ charging လုပ်နေတာရေထဲထည့်တာဒါအားလဲသွင်းနေတာအချိန်နဲ့တပြင်းကြီးပြည့်စစ်ကားတွေဆိုရင်ရေထဲဖြတ်တာပါကြတယ်လေအဲ့ဘက်စီယာကတက်မှာလို့လေဟိုအရင် hybrid ကားတွေတော့ဆိုအမြဲဘက်ထရီနဲ့မောင်းလို့ရှိရင်ရေထဲဖြတ်မှာပဲ error တက်တယ် computer လောက်တွေပြတ်တယ်ဒါပေမဲ့ဒီ EV ဒီ Voyage system ကြောင့်နော်လုံးဝဘာမှမသိကြဘူးချူစစ်တို့မြန်မာနိုင်ငံမှာကျတော့လေရှည်ပြဿနာပေါ့နော်ရှည်တက်တဲ့ပြဿနာဆိုရင် battery တွေဘာတွေတခုခုဖြစ်သွားမှာစိုးရိမ်ရတယ်ပေါ့နော်အခု battery ပါအချက်လိုက်ကြီးရေစိမ်ပြထားတာဆိုတော့အရန်ကိုမိုက်ပါတယ်တကယ်မိုက်ပါတယ်အခုဒါကတော့ Voyage ကားရဲ့ကိုယ်တယ်တွေနောက်ဆုံး final result တွေပေါ့ကားအများကားရဲ့ design တွေကာလာတွေကိုဒါချွတ်စစ်တို့တွေတေချာအတွင်းကန်းတွေရအစပေါ့နော်တေချာလေးလာခဲ့တယ်အရန်မိုက်တယ်ဂျင်နဲ့ battery နဲ့ကိုတွဲပြီးတော့လုပ်ထားတဲ့ကားပါအခုဒါသူကဒီ Voyage ကားမှာတာဝန်ရှိရဲ့ဒီညီမလေးပေါ့ဒီကောင်မလေးကကျတော့သူကတေချာ Voyage ကားပုံစံလေးကိုတေချာသူရှင်းပြနေတာပေါ့နော်ဒါချွတ်စစ်တို့တွေလည်းတေချာလေးနားလည်ခဲ့ရပေါ့ Voyage ကားနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမှထူးခြားချက်ကဘာလဲဆိုတော့ auto drive မောင်းလို့ရတယ်ပေါ့နော် auto drive မောင်းလို့ရခါမှာဆိုရင်သူကဒီမီးလေး on လာလို့ရှိရင်ဘေးကလူတွေကိုအသိပေးတာတဲ့ဒါဒီကားကလူမောင်းတာမဟုတ်ပဲတဲ့ auto drive မောင်းနေပါတယ်ဆိုတဲ့ဟာချက်ပေးထားတဲ့ဟာလေးဖြစ်ပါတယ်နော်ထဲတဲ့ music တွေရတယ် music ကလည်းနားကြီးတာမျိုးမဟုတ်ဘူးသူ့ရဲ့ bass line တွေအစားရန်နားထောင်လို့ကောက်တယ်ဒီကားကြီးကိုအခုမှအစ်စ် launch လုပ်နေပါပြီအခု online ပေါ်မှာပါအခုကျွန်တော်တို့4နာရီနဲ့5မိနစ်လားဟုတ်လား
4နိုင်နဲ့10မိနစ် 4နိုင်နဲ့10မိနစ်မှာဒီကားကြီးကိုစပြီးတော့မိတ်ဆက်နေပါပြီခင်ဗျဒီမှာကျဒါအစ်စ်မိတ်ဆက်လိုက်တဲ့ကားပါတဲ့နော်ဒါ online ပေါ်မှာအခုမိတ်ဆက်နေပါပြီကျွန်တော်တို့ကအရန်ကိုကန်ထူးပါတယ်အစ်စ်ကိုမှတကယ်အပြင်မှာမျက်ဝါးထင်နေတာမမြင်ရသေးဘူး online ပေါ်မှာမိတ်ဆက်နေတဲ့ကားကိုကျွန်တော်တို့ကမျက်ဝါးထင်နေမြင်ခဲ့ရပါပြီခင်ဗျဘိုအားကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ခေါ်လာပေးတဲ့နော်မြန်မာနိုင်ငံ APAC ကုမ္ပဏီကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့ကဒါတကယ်ကို real life ကိုမဟုတ်ဘဲနဲ့တကယ်ကိုင်ကြီးထီးကြီးလို့ရတဲ့ပစ္စည်းကိုကြည့်နေရတာပါတကယ်ညာလှပါတယ်ခင်ဗျကျွန်တော်ဆိုထိုင်ခွင့်မှာရပါတယ်ခင်ဗျဒီကားကဘာမှာဟဲ့အခုမှလောင်းရှုံနေတော့ခင်ဗျ online ပေါ်ကြည့်လို့ရတယ်ငါတို့ကတကယ်ထိုင်ခွင့်တော့မရတာ APAC ကုမ္ပဏီကိုကျေးဇူးတင်ပါတယ်ခင်ဗျ best seller ကားကြီးဖြစ်ပါတယ်တဲ့ဒါကြောင့်မို့လောက်ထားတဲ့အပြင်စင်တွေအစမတူပါဘူးခင်ဗျကဲလာအားလုံးထဲထဲကြွမယ်ထဲထဲဝင်ကြမယ်ဒါ Voyage ကားရဲ့ best seller ကားကြီးပေါ့နော်အယောင်ကအစားသူ့ရဲ့ logo တွေကအစားသုံးထားတာအရန်မိုက်တယ်ဒါချူစစ်တို့အတွင်းကန်းတွေမှာထိုင်ပြီးတည်တည်ချာချာကိုလေ့လာခဲ့တာပေါ့နော်အရန်မိုက်တယ်သူ့ရဲ့က luxury အရန် luxury vibe ကိုရတာပေါ့နော်တကယ်အချူတောင်အရန်ကြိုက်တယ်ပေါ့နော်ကဲကို luxury ကားကြီးပါခင်ဗျာသူတို့ရဲ့တကယ်ကြောင်ရတဲ့ကားပေါ့နော်ကားကြီးကဘယ်လောက်တောင်မိုက်လဲဆိုရင်ဒီကာလာဆက်ထားတာအစားသူ့ရဲ့ဒီအတွင်းကန်းသုံးထားတဲ့ decoration တွေကအစားပေါ့နော်တစ်ခုချင်းစီကိုဘာမှပြောစရာပြစ်ချက်မရှိအောင်ပေါ့နော်တကယ်အရန်မိုက်တယ်ကွာအထဲမှာရေခဲတက်တာတွေပါတယ် TV တွေပါတယ်ပေါ့နော်တကယ်အရန်မိုက်ပါတယ်အခုဒါချူစစ်တို့ဒီ Voyage ကားကိုဒါကိုယ်တိုင် test ride လုပ်ပြီးမောင်းကြည့်နေရပေါ့နော်သူအခုကျွန်တော်တို့လေးလာပြီးသွားပါပြီ Voyage နဲ့ပတ်သက်လို့ပေါ့နော်ဒီဘက်မှာကားလိုင်းတွေရောဒီမှာကားရဲ့တကယ်အစစ်အစစ်တွေခုနကတော့ဆိုလဲအခု online ပေါ်မှာ launch လုပ်နေတဲ့ကားကြီးကိုလည်းကျွန်တော်တို့လေးလာကားအစ်စ်ကိုလည်းလေးလာပြီးသွားပြီခင်ဗျအားလုံးအထွတ်ကြုံရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးတက်တာဒါချူစစ်တို့ရဲ့အတွေ့အကြုံလေးတွေကိုမျှဝေပေးတာဖြစ်တဲ့အတွက်အားလုံးလည်းဘ ഹു တုဒရလိမ့်မယ်လို့မျှော်လင့်ပါတယ်အစအဆုံးကြည့်ပြီးတဲ့အတွက်တကယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ဘူဟာမှာနေတာတတိယနေ့ဖြစ်သွားပါပြီကျွန်တော်တို့ဒီနေ့ဘိုးရရှိုးတို့နဲ့ဒေါက်ဖားရှိုးတို့ကိုသွားလေ့လာပါမယ်စက်ရုံတွေကတော့ကျွန်တော်တို့လေ့လာပြီးပါပြီမနေ့ကဆိုလည်းအရန်ထူးခြားတဲ့အစီအစဉ်တွေနဲ့လေ့လာရပါတယ်အခုတော့သူတို့ရဲ့ရှိုးတို့ကြီးတွေဘယ်လောက်ကြီးကျယ်တဲ့ခန်းနာတယ်ဘယ်လောက်ထိဘာလောက်ထားလဲဆိုတာကျွန်တော်အထွတ်ကြုံရအောင်သွားကြည့်ပါမယ်ခင်ဗျအားလုံးကျွန်တော်တို့နဲ့အတူလိုက်ကြည့်ပေးပါအောင်သွားကြမယ်အခုဒါတတိယနေ့ကိုရောက်သွားပြီပေါ့နော်ဝူဟန်မှာရှိတဲ့အခြားကား showroom တွေကိုလည်းထပ်ပြီးလေ့လာခွင့်ရခဲ့တဲ့အတွက်လည်းထပ်သွားရောက်ကြည့်ရှုနေကြပါတယ်လိုက်ကြည့်ပေးပါဦးနော်ကျွန်တော်တို့ရောက်ရှိနေတာကတော့ဒေါက်ဖန်းရဲ့ဘိုးဟာ showroom ပဲဖြစ်ပါတယ်ဒါရောက်လေ့လာဖြစ်ပါတယ်ရန်ကုန်မှာဆိုရှင်ဘိုးဟာကခွေးရဲ့ dream passion ရရန်ကုန်ရောက်ပြီးပါပြီအခုကျွန်တော်တို့ပတ်သက်ပါတယ်ဒါ carriage ပဲဖြစ်ပါတယ်ခုဒါ Voyage ရဲ့အသက်ထပ်ပြီးတော့ပေါ့နော် Carriage ဆိုတဲ့ကား brand တစ်ခုကို new brand ပေါ့နော်ထပ်ပြီးရန်ကုန်ရောက်ဖို့အတွက်ကိုလေ့လာပြီးတော့ထပ်ပြီးမိတ်ဆက်ပြီးတာရဆိုရင်မြန်မာနိုင်ငံရဲ့လက်ရှိတင်သွင်းနေတဲ့ EV လောကမှာ driving rate အမြင့်ဆုံး900 ကီလိုမီတာထိသွားနိုင်တဲ့ကားတစ်စီးဖြစ်ပါတယ် Carriage မှာဆိုရင် intelligent version တွေပါဝင်တယ် TV ကိုကြည့်ရှုပြီးအနေကြဥပမာ treat care ပဲခိုင်ကုန်ဒီမှာဆိုလို့ရှိရင်လည်း massage ပါဝင်ပြီးတော့အခုဝေး function တွေပါဝင်security system အနေနဲ့ဆိုလို့ရှိရင်လည်းဒီကားရဲ့ပတ်လည်မှာပေါ့နော် auto hold system တွေပါတယ်ပြီးတော့ electric parking brake system တွေလည်းပါတယ်ပေါ့နော်အခုဒီကားမှာဆိုလို့ရှိရင် mirror setting တွေလည်းပါတယ်ပေါ့နော် mirror setting ဆိုလို့ရှိရင်အခု choose မောင်းမယ်ဆိုလို့ရှိရင် choose ဘက်ကိုချိန်ပြီးတယ်အခြားသူမောင်းမယ်ဆိုလို့ရှိရင်အခြားသူလည်းဒီခြားလေးချိန်ပြီးတယ်ပေါ့နော် driving mode မှာဆိုလို့ရှိရင် comfort ရဲ့ eco ရဲ့ slow ကိုအောင်းရပါတယ် performance touring and customizing လုပ်နိုင်တဲ့ system တွေလည်းထပ်ပြီးတော့ပါပါတယ်ခုမိတ်ဆက်ပေးသွားတဲ့ကားကျတော့ဒါချူစစ်တို့ရန်ကုန်ကိုထပ်ပြီးရောက်မဲ့ကားပေါ့နော်သူ့ရဲ့ကားကလည်းတကယ်ကိုအရန်မိုက်တယ်ဆိုတော့ချူစစ်တို့မိတ်ဆက်ပေးခဲ့တဲ့ကားလေးကိုလည်းချိန်နှစ်သက်လိမ့်မယ်လို့ထင်တယ်ပေါ့နော်သူ့ရဲ့ကားလာအယောင်ဆက်ထားတာလေးကလည်းစမ်းတယ်တခါမှမမြင်ဘူးရဲ့အယောင်အစိမ်းနုလေးပေါ့နော်တော်တော်လေးတော့လှပါတယ် drink can နေဆိုလည်းအရန်မိုက်တယ် TV ဆိုလို့ရှိရင်လည်းကိုလက်နဲ့ဟိုရွှေ့ဒီရွှေ့ပေါ့နော်အဲ့လိုမျိုးတိတ်တိတ်ချာချာရွှေ့ပြီးတော့မောင်းနှင်လို့ရတဲ့ system တွေပေါ့မိုက်စား system တွေအများကြီးပါတယ်ပေါ့နော်တကယ်မိုက်ပါတယ်ဒီနေ့မှာဆိုရင် Voyage Dream ရဲ့ new generation လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ Voyage Dream ဟာဆိုလို့ရှိရင်မကြာခင်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာစတင်မိတ်ဆက်တော့မယ့်ကားလေးပဲဖြစ်ပါတယ်မြန်မာပြည်မှာလူကြိုက်များတဲ့ကားလေးဖြစ်ပါတယ်ဖြစ်နန်းစုရည်ဆိုစီးထားတာလေဒီကားပဲဖြစ်ပါတယ်ဒါပေမဲ့ဒါ latest model ပေါ့နော်ဒီဟာဆိုလို့ရှိရင်650 ကီလိုမီတာအထိသွားနိုင်တဲ့ကားဖြစ်ပါတယ်။ဒီကနေ့ပတ်သက်တဲ့ function တွေကိုအထဲထဲမှာဆက်ပြီးရှင်းပြပါဦးမယ်ခင်ဗျ။
ဒီပေါ်ရချင်းမှာဆိုရင်ဒီထိုင်ကုန်မှာဆို massage chair လည်းပါတယ်ပြီးတဲ့အခါကျရင်ထိုင်ကုန်အပူအေး system လည်းပါတယ်ပြီးတဲ့အခါကျရင်ဒီမှာအားသွင်းနဲ့ချက်ချင်းပေါ်ရင်လည်းထပ်ပါသေးတယ်ဟုတ် Dream new version မှာဆိုရင် Huawei technology ကိုအသုံးပြုထားပြီးတော့ autopilot mode လည်းပါဝင်ပါတယ် dual motor all wheel drive လည်းဖြစ်တယ် ဒါအခုမိတ်ဆက်ပေးတဲ့ကားဆိုလို့ရှိရင်ဒါရန်ကုန်မှာမနန်းစုစီးရပေါ့နော်ဒါခုနဆရာပြောသွားတဲ့အတိုင်းပဲဆိုတော့ဒါလည်းအခုမြန်မာနိုင်ငံကိုထပ်ပြီးရောက်မယ်ဆိုရဲကားလေးကိုထပ်ပြီးတော့ဒါချူတို့တွေမိတ်ဆက်ပေးခဲ့တာပေါ့နော်ကားကတော့တကယ်အရင်မိုက်တယ် logo ကိုချူအရင်ကြိုက်တယ်သူ့ရဲ့အတွင်းခန်းတွေရောသုံးထားတဲ့ logo လေးရောကာလာလေးတွေရောလေအရင် attraction ရှိရကွာစီးပေးရတဲ့ဈေးနှုန်းနဲ့သူ့ရဲ့ quality ကတကယ်ကိုအမိုက်စားဖြစ်နေတာပေါ့နော်တကယ်အရန်ကိုluxury ဆန်တဲ့ကားတစ်စီးဖြစ်တယ်ပေါ့အခုဒါချွတ်စစ်တို့ကားတွေလေးလာပြီးွားပြီဆိုတော့အရန်ပင်ပန်းသွားကြပြီဒါညဘက်ကျတော့ဒီ ABAC ကုမ္ပဏီကစီစဉ်ပေးတဲ့ဒီဒနာပေါ့နော်ဒနာစားပြီးတော့ဒါဒီနေ့ရဲ့တနေ့တာပြီးဆုံးပါပြီဗျာ ဒီနေ့ရောဖြစ်ပုံ ကျွန်တော်ဒီဘူရာတိုင်းနဲ့တနေ့ကိုရှောက်နေတယ်ဂျင်နာသွားစားတယ်ဘူရာကိုလည်းချီးကျူးပြပါတယ်ကျွန်တော်တို့ပေါ်လာတဲ့ AP လက်စီကုမ္ပဏီကိုလည်းချီးကျူးပြပါတယ်ခင်ဗျာဒီလိုပစ်ဒီမှာသူကအဲ့ဒါကိုရှိပါအောင်ဒီသမီးပါကျွန်တော်တို့ပြေတော့ပြေဝင်တာကဲချွတ်စစ်ရဲ့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက် vlog တွေမှာပြန်တွေ့ပါမယ်အားလုံးကိုချစ်တယ်တတာ